ရုတ်တရက်တိုက်ခိုက်လာသောတားရဲမှုဆိုနှင့်ရင်ဆိုင်လိုက်ရသည့်အမျိုးသမီးသည်မြေပြင်ပေါ်ရှိလက်နက်တစ်ခုကိုအလင်းအမြန်ကောက်ယူကာခလုတ်ကိုနှိပ်လိုက်သည့်သို့တော်ထိုခိုက်တတ်မှာပင်တကုံကဲ့သို့သောလက်တံသုံးချောင်းကသူမ၏ခန္ဓာကိုယ်ကိုရက်ဆက်စွာထိုးဖောက်ဝင်ရောက်သွားသည်ခေါင်းလှည့်ကြည့်လိုက်သောအခါသူမသည်ပို၍ကြောက်မက်ဖွယ်ကောင်းသည့်တရဝါကြီးတစ်ကောင်ကိုမြင်လိုက်ရသည်ထိုတရဝါကသူမ၏လေပင်ထဲသို့နောက်ထပ်လက်တံသုံးချောင်းထိုးသွင်းကာအသက်ဆွမ်းအားများကိုအဆက်မပြတ်ဆုပ်ယူတော့သည်ခဏအတွင်းမှာပင်အမျိုးသမီး၏အသက်ဆွမ်းအားအလုံးဆုပ်ယူခံလိုက်ရပြီးသူမသည်၆ကပ်နေသောမမ်မီတစ်ကောင်ကဲ့သို့ဖြစ်သွားခဲ့သည်စွမ်းရည်အသစ်များရရှိပြီးနောက်ထိုမိစ္ဆာကြီးသည်ဒေါသတကြီးဟောက်တန်တစ်ချက်ဖြင့်အခြားတရဝါများကိုလိုင်ကူထဲသို့ခေါ်ဆောင်လိုက်သည်ထို့နောက်ပြင်းသည်စင်ကဲပြောင်းလဲမှုစတင်ကချက်ချင်းပင်အစတရခန့်ပုံမူကြီးမာလာသည်ထိုတရဝါသည်နင်း၏အမျိုးနွယ်များ၏ခန္ဓာကိုယ်ထဲသို့လက်တံများထိုးသွင်းလိုက်ပြီးရွှေရောင်စွမ်းအင်များစီးဆင်းနေစဉ်မိစ္ဆာများမှာအံ့အားသင့်ဖွယ်ပြောင်းလဲမှုများစတင်ဖြစ်ပေါ်လာသည်အချို့၏ခန္ဓာကိုယ်ပေါ်တွင်မာကျောသောအကြေးခုံများပေါက်ထွက်လာပြီးအချို့မှာပါးစပ်အတွင်းထက်မြက်သောဆွေများရရှိလာကြသည်တချို့ကတော့အတောင်ပံများပင်ပေါက်ထွက်လာခဲ့သည်2 မိနစ်ခွဲအတွင်းမှာပင်မိစ္ဆာတပ်ဖွဲ့၏စင်ကဲပြောင်းလဲမှုအားလုံးပြီးဆုံးသွားသည့်ခေါင်းဆောင်၏အမိတ်အောက်တွင်ထိုတရဝါများသည်နေရာအနှံ့ထင်းချက်ထွက်ခွာသွားကြပြီး